Pibili ne me na la de, date say ne me now shed needy. Yoshimuri me to panze, Nachimuri kuza beijing. Dingly boga chuli the changlo, Gummy nile men lead yanku. The local lonely me so. Leho day, Kapama, Mimshi bene, Tamshin Jimbu, Lene Yazwa Wiga, so down the cool, changing to Kaji Midnight, lucky me. Still a nation we go live you. Go lip my way, Gulu Jenna, melody out. Rafa Gagani ထွက်လာမယ်မငြိမ်မှုတဲ့လူတယောက်ကိုစောင့်ရတာမပင်ပန်းဘူး။နှင်းစီပန်းကြီးကင်ထားပြီးတော့ရက်စောင့်နေရတာပိုပြီးတော့ပင်ပန်းတယ်။ဘဝမှာပန်းစည်းကင်ပြီးဂေးတယောက်ကိုကြိုးစွေးလောက်ရမယ်လို့ရောင်လို့တော့မတွေးထားမိဘူး။ထိုင်ကုန်မှာထိုင်ဆောင်နေမှာပါ။ခြေထောက်တွေလည်းညောင်းလာတယ်။45မိနစ်တိတိရှိနေပြီ။တယောက်ယောက်ကိုအကြာကြီးစောင့်ပေးဖို့စိတ်ကူးတော့မရင်ခဲ့ဘူး။ကို့သူများစောင့်ပေးခဲ့ကြတာကြီးပဲအခုတော့16 billion ရဲ့မျက်နှာအတော်ကြီးတာပဲဟေ့ဒီခုံတွေကလည်းငါတောက်နေရပဲထိုင်ရတာတင်ပါလိုက်တော့ညောင်းလာဘယ်ချိန်ကြီးကိုဆက်ဆောက်ရမှာထွက်လာတဲ့ခီးတဲ့တွေထဲမှာဂေးပါလို့ထင်ရမယ်လို့တယောက်ကလေးမှမတွေ့ရဘူးလူပါလဲကုန်နေပြီငါရဲ့စိတ်ရှိတီးခံနိုင်မှုက3 ဒီဂရီအနှုတ်ဖက်အောင်ရောက်နေပြီဟေးSusie ကိုဖုန်းခေါ်မှာဟယ်လိုစုကြိုးခဲ့ပြီလား No ဘယ်သူမှမရောက်လာဘူးလေဒါဆိုဆက်ဆောင်လိုက်ဟာ What the ဆက်ဆောင်လိုက်ဟုတ်လားဖုန်းမှာချပြလိုက်တယ်ပေါ့တင်းကဖုန်းမကင်ဘူးဘသူရှိကိုဆက်ရမှာလဲအော်ငါတို့ရဲ့တတိမကြီးအန်စီကိုပဲဆက်ရတော့မှာဟယ်လိုအန်ဟေးနိုင်ပြောကျွန်တော်လင်းခွင်းမှာညနေ3 နာရီတည်းကဟိုရုပ်တငယ်ကိုစောင့်နေတာခုချိန်ကြီးပေါ်မလာအောင်အခုကျွန်တော်ဗာဆက်လုပ်ရမှာလဲတီးမခံနိုင်ရင်ကျွန်တော်လှည့်ပြန်လိုက်တော့မှာနော်တစိတော့ငါ့ရဲ့ပယ်ပိုင်အများမင်းကိုရှုံတငယ်လို့ထင်သွားစေရလေမင်းဟာစီဟိုးအဲ့လူရဲ့မျက်ဝန်းတွေကဆူရှာလေးတော့မျက်မှန်တက်ထားတာမျက်လုံးတွေကိုထင်းနေအောင်မြင်ရတယ်ဆိုတော့က तू ကဂေးကောင်ဇီးပုံထင်သားသလိုတိမ်မွေးနှွဲ့နှောင်းတဲ့ပုံလဲဟုတ်မနေဘူးသူသာဂေးပါလို့ထုတ်မပြောရင်ဘယ်သူမှဂေးလို့တော့ထင်မဲ့ပုံမရှိဘူးချောမောဝိမဲ့နတ်ပေါ်မှာတင်စားကြတဲ့ဂေးလာလေးနဲ့တော့တူမနေဘူးတိမ်မွေးနူးညံ့မှုဆိုတာလေအဝေးကြီးမှာဒီကောင်ဘလို့ဂေးတော့သူကဂေးကောင်ကြီးဖြစ်ခွေးကောင်ကြီးဖြစ်ငါကိစ္စဟုတ်မနေပါဘူးလေငါတောင်းအောင်ငါချင်းပြီးတာရဟိုင်းငါနိုင်ပါဦးကိုကလို့တုံးလိုက်ရမှာအရင်တင်စင်းသလိုငါလို့တုံးလိုက်မိသွားတာပါဟိုမတိကြအောင်ဆောင်လိုက်ပါအသက်အရွယ်တူတူပဲဟောငါမင်းပုံမြင်ဘူးလေဒါဆိုမင်းဘာလို့စမခေါ်တာလဲငါမဂ္ဂဇင်းဖတ်လို့မပြီးသေးလို့အခုလဲစောင့်လက်စားနဲ့အချိန်လေးလောက်ထပ်စောင့်လိုက်ပါဘာဘလို့
လာကြတဲ့သူကငါမှန်းသိရနဲ့စာအုပ်တို့ဖတ်ပြီးဖို့ကပို့ပြီးရေးကြည့်ရတာထပ်ဆောင်လိုက်မအောင်လို့ပြောပြီးစာအုပ်ထိုင်ဖက်နေတာဆိုတော့ငါ့ကိုလုံးဝလစ်လို့ရှုလိုက်တာဒီလူဘလောက်တောင်ထက်စီးဆန်နေတာလဲတတ်မဲ့အချိန်ချုံပြီးတော့ရန်စနေတာ ငါရက်ပေါင်း30လို့မင်းရဲ့အချိန်လေးကိုဝယ်ယူထားတာဆိုတော့ငါစာဖတ်နေတဲ့အချိန်ဘေးနားမှာရေလေးတော့ထိုင်နေပြီလို့ရရမလား မထိုင်နိုင်ဘူးလုံးဝမထိုင်နိုင်ဘူးရတယ်ဖတ်ဇီးကေတခြားလုံးထိုင်နေရတာတင်မပူလောင်ပြီးဖင်ချားချွေးတောင်ထွက်နေချီးထဲမှာ တွားကြမယ်အိတ်ကဒီမှာ ရှစ်ဒီကအိတ်ကလေးလက်နိုင်ပြီးတော့ရုပ်ရှင်တွေရလို့ခမမိုက်စုံတော့ပုံစံနဲ့စိတ်ရည်လေးကိုထွက်သွားပြီငါကြတော့ငါရောဒီကောင်ရဲ့ဘိုက်ကကိုဆွဲရမယ်ကယ်ရီသမားလေးမောင်တိုင်းဖြစ်သွားတယ်ထွင်တွားလီရောထိတ်တန်း host ကြီးရဲ့ဂုံတိတ်ခါတယ်ဗါတယ်ပထမဆုံးတွေ့ဆုံမှုမှာအမှတ်ယူရဖို့ flick ရမယ့်စကားတွေပြောရမယ်မေးလိုက်တော့နီနီရဲ့နှင်းစီပန်းကြီးတွေအောင်ဒိုးလိုက်တော့ဟုတ်ကဲ့အခုဆိုရင်တနာစရာငါဟာကိုဇီးကေရဲ့ကယ်ရီသမားလေးဖြစ်သွားပြီပေါ့ဗျာ16 billion ခြေလန်းကလည်းညာလိုက်တာဘယ်နားရောက်သွားလဲဟောမှာပဲကိုရောဇီးကအိတ်တိတ်နဲ့ငါ့ကိုဖြစ်ထားခဲ့ပြီးတော့မချောလေးနဲ့တာယာနေတယ်ပေါ့ဒါမဲ့သူ့ကိုကြီးကပျော်နေလို့တော့မဟုတ်ဘူးဒီလောက်အဝေးရနေတာမှညခုံးကျိုးတွေခွေးကောက်တာနှမ်းမြင်နေတာဘယ်ပြောပါမလဲမိမမကြိုက်တဲ့သူကနာမိမတွေဝိုင်းနေတဲ့ခန်းစားချက်ကဘယ်ကောင်းနိုင်မှာဟောငါ့ကိုလမ်းကြည့်ပြီဘာလဲအကူကြီးလိုရလားရမယ်ဒါပေမဲ့အမှတ်တမဲ့လောက်တော့ရသင့်ပါတယ်16 million ရဲ့မျက်နှာကိုထောက်ပြီးတော့အစပိုင်းမှာမကြေလည်ချက်တွေကိုမျိုးသိမ့်ထားလိုက်တယ်ငါလေးဟာဇီးရိုက်စိုးစိုးနဲ့အညိုးကြီးရဲ့လူတရားမဟုတ်ပါဘူး ညစာတော့အတူလိုက်စားရမယ် မလိုက်ဘူး ဟိုးပြတညင်းလိုက်တာကြောချမ်းစရာပဲမမလေးများခင်ဗျာအဲ့ဒါဂေးတယောက်ပါဗျာနော်ချောမောခန့်ညာတဲ့ရုပ်ရည်ပဲမြင်နေပါနဲ့ချောမောခန့်ညာတဲ့ရုပ်ရည်အောက်မှာစာလုံးအကြီးနဲ့ချိတ်ထားတာယောက်ျားများတာတဲ့စီအိမ်ပြန်ရအောင်မင်းလာမယ်ဆိုလို့ညသာအတွက်ကိုယ်တိုင်ချက်ပြုတ်ထားရရှိတယ်မင်းကြိုက်တယ်ကြီးပဲ तू ကဘာတူလဲ ဒီကမမလေးတို့ကရောဘယ်သူတွေများလဲဇီးနဲ့သိရလား ဒါဘာတူလဲနေရီစားလား ဘာဘသူကဘသူရည်စားလဲ မနှက်ပန်ကြပါနတ်စာလာစားမယ်လို့ပြောလိုက် ငါမေးတာဖြေအောင် तू ကဘာတူလဲ စိုးကိုမေးလိုက်သူသိတယ် နေဖြေလိုက်တော့တေသွားမှာမဟုတ်လို့လားနေရီစားဆိုရင်လည်းအိမ်ကိုခေါ်ခဲ့လိုက်လေ အိမ်ကိုခေါ်ခဲ့နေပါဦးဂျားဘာကိုဆိုလိုပါလဲဘသူအိမ်ကိုဘသူကသွားမှာ မလို့ လို့လေနင်းစားဘာမှရိုက်မတော့ သူ့ရည်စားငါလား မလို့ဘူးလို့ပြောနေတယ်လေဒါနဲ့ခုနပြောထားတာလေးခဏယူထားပေးပါတော့မယ်နော် ခုနကမျိုးသမီးတွေဟာsorry ဒါမင်းရဲ့ personal ကိစ္စ ရတယ်ဘာမှမဖြစ်ဘူးသူတို့ကငါမှ what ငါထင်တာမင်းကိုစိတ်ရှုပ်စေတဲ့အနှောက်အယှက်အနွယ်ဘွားလေးထင်လို့လေအမရီရလား shit ပြဿနာကိုဒုံးနဲ့ထိုးမိလိုက်တာဒါနဲ့ငါ16 billion နဲ့တလန်းဝေးခဲ့တာမနှောက်ပါဘူးလေသူ့အမတွေကိုလှောင်တထေးထေးမျက်နှာနဲ့ဆက်ဆံပြီးခဲ့တော့ဇီးကေကမသိနိုင်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်လဲဒီလိုနဲ့ငါကတော့ပထမဆုံးတွေ့ဆုံမှုမှာအလွဲပေါင်း16000ကိုယ်တိုင်ဖန်တီးယူခဲ့တာပါလားကွာဟာ